ရွာရဲ့တုတ်တန်နာကရေရင်းအိုကြီးရှိမှာတော့ခန္ဓာကိုယ်ကြီးကြီးနဲ့အမွှေးမြင့်နေမဲနဲ့နေတဲ့နသိုးကြီးတစ်ကောင်ဟာရှိုက်ကြီးတငင်ကိုကျွေးနေပါတယ်။အဲ့ဒီနွားကြီးရဲ့ရှေ့မှာတော့လူတစ်ယောက်မတက်ရက်နေပြီးသူ့ရဲ့လက်ထဲမှာတော့ထူးဆန်းအံ့ဩဖို့ကောင်းတဲ့အနက်ရောင်မျိုးစေ့တစ်စေးကရှိနေပါတယ်။နောက်ဆုံးတော့ဒီအနက်ရောင်မျိုးစေ့ကငါ့ရဲ့အပိုင်ဖြစ်လာခဲ့ပြီ။မလုပ်ပါနဲ့ဒီလိုမျိုးမတရားတာတွေမလုပ်ပါနဲ့။ဘုရားသခင်ကိုငဲ့ညာပြီးဒီအနက်ရောင်မျိုးစေ့လေးကိုချမ်းသာပေးပါနော်။ဒီလိုအကုသိုလ်အလုပ်မျိုးကိုမလုပ်ပါနဲ့။ဟာဘာလို့ချမ်းသာပေးရမှာလဲ။ငါကဒီအနက်ရောင်မျိုးစေ့ရဲ့လျှို့ဝှက်ချက်ကိုဘသူရှေ့မှပေါ်မလာစေရအောင်။ငါကဒါကိုရဖို့အတွက်အများကြီးပင်ပန်းခံခဲ့ရတာ။အခုတော့ငါရဲ့အိမ်မက်တွေပြေးဝတော့မယ်။ငါ့ကိုဘသူမှတားလို့မရတော့။ဘသူမှငါ့ကိုမတားနိုင်တော့ဘူး။အဲဒီနောက်မှာတော့အာကာဟာအဲ့ဒီအနက်ရောင်မျိုးစေ့ကိုရေရင်းကိုကြီးတဲ့ပြစ်ချလိုက်တော့တယ်။နင်းဘာတွေလှုပ်လိုက်တာလဲ။ဘာဖြစ်လဲ။အခုတော့မင်းငါနဲ့အတူလိုက်ခဲ့ရတော့မယ်။ဒါပြီးရင်ငါဘလောက်ချမ်းသာလာမလဲဆိုရင်တရွာလုံးမှာငါလောက်စီးစိမ်ရှိတဲ့သူဘသူမှရှိတော့မှာမဟုတ်ဘူးကွာ။အာကာဟာအဲ့ဒီနမဲကြီးကိုအတင်းဆွဲခေါ်ပြီးသူ့ရဲ့စုပ်ပြတ်နေတဲ့တဲအိမ်လေးစီကိုခေါ်လာခဲ့တယ်။ဒီလိုနဲ့ညတာအကုန်ဆုံးသွားခဲ့ပြီးနောက်နေ့မနက်နေမင်းကြီးထွက်ပေါ်လာတဲ့ချိန်မှာတော့အာကာရဲ့ပြုတ်ပြက်လူနေပါဖြစ်နေတဲ့တဲအိမ်လေးဟာကြီးကျယ်ခမ်းနားတဲ့အင်ကြီးဖြစ်ရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ကဲနောက်ဆုံးတော့ငါရဲ့အိမ်မက်တွေအကုန်လုံးပြည့်ပြီ။အခုအစပြီးငါကတစ်နှစ်ထက်တစ်နှစ်ပို့ပြီးတော့ချမ်းသာလာတော့မှာငါကဒီလိုစင်းရဲမွဲတင်နေတဲ့ဘွားကြီးကိုစိတ်ကုန်လာပြီးအခုအစပြီးငါအလှည့်ပဲငါရဲ့အမိတ်အာနာကပဲစိုးမိုးစီရမယ်။အာကာဟာသူ့ရဲ့ခမ်းနားတဲ့အင်ကြီးကိုကြည့်ပြီးသဘောကျနေတယ်။အဲ့ဒီချိန်မှာတော့အခန်းထောင်တနေရာမှာချီနှောင်ချင်းခံထားရတဲ့နွားမိတ်ကြီးဟာအစာငတ်ရင်ငတ်ပြီးတော့ဝေဒနာကိုမခံစားနိုင်ပဲလူးလိမ်ပြီးတော့တုံရင်နေပါတယ်။အာကာကြီးငါ့ကိုစားဖို့တခုခုပေးပါအောင်လား။ငါရမ်းကိုဗိုက်စာနေပြီ။ပြီးတော့ငါ့ကိုတနာပါအောင်။ငါရဲ့အခြေအနေကတော်တော်လေးကိုစိုးနေပြီ။ငါအပေါ်နည်းနည်းလောက်ဂယုဏတက်ပေးပါအောင်နော်။အိုးဘာမှပေးနိုင်။မင်းကငါဘာမှလည်းမကြွေးနိုင်။တကယ်လို့ငါသာမင်းကိုအစာကြွေးလိုက်ရင်ဒါမှမဟုတ်မင်းကငါကကူညီလိုက်ရင်ငါရဲ့ဒီစည်းစိမ်တွေငါရဲ့အိမ်မက်တွေဟာအကုန်လုံးပျက်စီးသွားလိမ့်မယ်။မင်းကဒီတိုင်းပဲနေရမယ်ကြားလား။အာကာဟာဘာစာနာစိတ်မှမရှိပဲရရဆက်ဆက်နဲ့အဲ့ဒီနေရာကနေထွက်သွားခဲ့တယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှအာကာဟာနေတိုင်းငွေကြေးအမြောက်များကိုရရှိလာခဲ့တယ်။မကြခင်မှာပဲသူဟာရွာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပြီးဒီသတင်းဟာတရွာလုံးကိုတောင်းမိပမာပြန့်နှံ့သွားပါတယ်။ဟဲ့လူမင်းကြားပြီလား။ဟိုအာကာလေးအရင်တုန်းကထမင်းတစ်နက်စားဖို့တောင်မှအနိုင်စဉ်းစားနေရတဲ့ကောင်လေးအခုတော့သူ့ရဲ့တဲဆုပ်ကြီးကတညရဲနဲ့နန်းတော်လူအိမ်ကြီးဖြစ်သွားပြီအခုဆိုသူကလဲမြေတွေလည်းအများကြီးဝယ်နေပြီငါတို့ရွာမှာသူကအချမ်းသာဆုံးလူဖြစ်သွားပြီထင်တယ်အေးကွာမင်းပြောတာမှန်တယ်သူ့မှာတေချာပေါက်ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုခုတော့ရှိရမယ်အခုဆိုရင်ငါတို့ရွာကတထေးကြီးတောင်သူ့ရှေ့မှာဘာမှအရာမဝင်တော့တဲ့အခြေအနေဖြစ်နေပြီရွာသားတွေစကားပြောနေရကိုတော့အနားမှာရက်နေတဲ့ရွာတကြီးဦးစိုးမင်းကကြားသွားပါတယ်ငါဒီညပဲစုံစမ်းပြီးတော့သွားရမယ်အဲ့ဒီအာကာကသူ့အိမ်ကြီးထဲမှာဘလို့လျှို့ဝှက်ချက်မျိုးကိုဖုံးကွယ်ထားလဲဆိုတာတေချာကြည့်ရမယ်သူဓာတ်တွေအကုန်လုံးကိုဘလို့နည်းနဲ့ရရှိနေလဲဆိုတာငါသိအောင်လုပ်ရမယ်အဲ့ဒီနောက်မှာတော့တကောင်ရန်ချိန်မှာဦးစိုးမင်းဟာသူ့အိမ်ကနေခြေတံဖွားဖွားနဲ့တိတ်တဆိတ်ထွက်လာခဲ့ပြီးအာကာရဲ့အိမ်နောက်ဖေးမှာပုံကွက်ပြီးတော့နေလိုက်တယ်ပြီးတော့ပဒင်းပေါက်ကနေအထဲကိုချောင်းကြည့်နေပါတယ်ဒီနေ့တော့မင်းရဲ့အမှန်တရားကိုငါသိအောင်လုပ်ရမယ်အာကာဒါကဘာကြီးပါလဲအိမ်ထဲမှာတော့နမဲကြီးတစ်ကောင်ထိုင်နေပြီးသူ့ရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေကအဆက်မပြတ်စီးကျနေတယ်အဲ့ဒီချိန်မှာပဲနမကြီးရဲ့ရှေ့မှာရွှေတင်ကားပြားတွေပြန်ကျဲပြီးတော့ထွက်ကြလာတာကိုတွေ့လိုက်ရတယ်အော်ဒီလိုကိုအကြောင်းရင်းကဒါကြောင့်ကိုကြည်ရတာဒီနမဲကြီးကညံစင်ပြီးဖမ်းဆီးထားတဲ့မှုံနွားကြီးဖြစ်ရမယ်ဒီနွားကြီးကြောင့်ပဲသူကဒီလောက်ထိချမ်းသာလာတာဖြစ်ရမယ်ဒီနွားကြီးကအခုငါးစီမှာပဲရှိတဲ့နဲ့အဲ့ဒီနောက်ဦးစိုးမင်းဟာနွားကြီးကိုတိတ်တဆိတ်ဆွဲခေါက်သွားပြီးသူ့ရဲ့အိမ်ကိုခေါ်သွားပါတယ်ပြီးတော့သူ့ကိုငွေတွေရွှေတွေပေးဖို့အတင်းကိုတောင်းဆိုပါတယ်ဒီလိုနဲ့ညတာဟာကုံဆုံးသွားခဲ့ပြန်တယ်နောက်နေ့မနက်အာကာနိုးလာပြီးသူ့ရဲ့နာမည်ကြီးမရှိတော့တာကိုမြင်လိုက်ရတဲ့အခါတုံလို့ခြောက်ချပြီးတော့ချီမကိုင်းမီလက်မကိုင်းမီဖြစ်သွားပါတယ်ဟာဘာဖြစ်တာလဲငါရဲ့နာမည်ကြီးကဘယ်ရောက်သွားတာလဲမဖြစ်နိုင်တာငါသူ့တော့အပြောင်းမခံငါသူ့ရှာမဖြစ်မယ်တေချာပေါက်ရအောင်ရှာရမယ်အာကာဟာသွေးယူသွေးတန်းဖြစ်ပြီးသူ့ရဲ့အိမ်ပတ်ဝန်းကျင်နဲ့ရရှိနိုင်မယ့်နေရာမှန်သမျှကိုနွားကြီးကိုလိုက်ရှာပါတယ်။ဒါပေမဲ့ဘယ်နေရာမှရှာလို့မတွေ့ခဲ့ပါဘူး။တယောက်ကတော့ငါရဲ့နာမည်ကြီးကိုခိုးသွားတာသိကြတယ်။
ငါမှဒီလောက်စီးစိမ်ဥစ္စာတွေရှိနေပေမဲ့လည်းသူ့ကိုတော့တွေ့အောင်ရှာရမယ်သူသာမရှိရင်တော့ဒါရီအားလုံးကအလကားပဲအာကာဟာရွာရဲ့တောင်းစစ်အောင်လိုက်လံရှာဖွေပါတယ်သို့တော်လည်းနွားကြီးရဲ့အရေးအယောင်များပင်မတွေ့ရပါသူဟာရွာရဲ့လမ်းစုံလမ်းကွာတောင်းစစ်အောင်မြေလှန်ပြီးတော့ရှာပါတယ်ဒါပေမဲ့နွားကြီးရဲ့သဲလွန်စာဘာတစ်ခုမှမရခဲ့ပါဘူးအဲ့ဒီချိန်မှာပဲအခြားတစ်ဖက်မှာတော့ရွာတကြီးဦးစိုးမင်းဟာသူ့ရဲ့လျှို့ဝှက်မြောက်ခန်းထဲမှာဒေါသတကြီးနဲ့နမဲကြီးကိုမျိုးမျိုးညှဉ်းပန်းနှိပ်စက်နေပါတယ်ငါမင်းညတွေကမင်းစီကနေစီးစင်ဥစ္စာတွေတောင်းနေရမင်းကတော့ငါ့ကိုဘာမှမပေးမင်းငါ့ကိုရွှေငွေတွေမပေးမချင်းမင်းကိုငါကအလွတ်ပေးမှာမဟုတ်ဘူးနော်ဦးစိုးမင်းဟာနွားကြီးကိုပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးပါတယ်ဒီလိုနဲ့နောက်ထပ်ရက်အနေငယ်ကုန်လွန်သွားခဲ့တယ်ဦးစိုးမင်းဘလောက်ပဲနီးမျိုးစုံနဲ့စူးစမ်းပါစေအဲ့ဒီနမဲကြီးစီကနေရွှေတပြားငွေတပြားမှရမလာခဲ့ပါဘူးအခုတော့မင်းကငါအတွက်ဘာမှအသုံးမဝင်တော့ဒီလောက်ရက်တွေထိမင်းကငါအမျိုးမျိုးနှိပ်စက်ခဲ့တယ်ဒါပေမဲ့မင်းကငါ့ကိုဘာမှပြန်မပေးခဲ့အေးမနှက်ပြန်ကြရင်မင်းကငါဘာလုပ်မလဲဆိုတာစောင့်ကြည့်လိုက်တော့ပြောပြရနဲ့ဦးစိုးမင်းဟာဒေါသတကြီးနဲ့အပြင်ကိုထွက်သွားပါတယ်နွားကြီးဟာတကူလုံးနာကျင်တရားတွေနဲ့အစာငတ်ရင်ငတ်ပြီးတော့အာရင်ကုန်ခန်းနေပါပြီဒါပေမဲ့သူကအရှုံးမပေးခဲ့ပါဘူးငါဒီနေရာကနေမြန်ဆုံးထွက်ပြေးမှဖြစ်မယ်မဟုတ်ရင်ဒီလူယုံမာကငါ့ကိုတခုခုရရဆက်ဆက်လောက်တော့မှဒီနေ့ညတကောင်ရံမှာငါဒီကနေလွတ်အောင်ရုံးထွက်ရမယ်ငါကျင်းနေလို့ရမယ်တကောင်ရံချိန်ရောက်တာနဲ့နမဲကြီးဟာသူ့ကိုချီနှောင်ထားတဲ့ကျိုးတွေကိုနီးမျိုးစုံနဲ့ရုံးကန်ဖြတ်တောက်ပြီးတတိကြီးအိမ်ထဲကနေတိတ်တဆိတ်ထွက်ပြေးလွတ်မြောက်သွားပါတယ်ပြီးတော့မှောင်မဲနေတဲ့တောနယ်ကြီးတွေကိုဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားပါတယ်ငါတတော့ကိုအားရင်ကုန်ခန်းနေပြီလမ်းတော်မှာကောင်းကောင်းမရှောင်းနိုင်တော့ရပ်ပေါင်းများစွာတွေကအဲ့ဒီလူနှစ်ယောက်လုံးငါ့ကိုအစာတလုတ်တောင်မှမကြွေးခဲ့ကြအခုငါဘာဆက်လို့ရမလဲဘယ်ကိုသွားရမလဲဘယ်နားမှနေရမလဲနွားကြီးဟာစိတ်ပြတ်အားငယ်စွာနဲ့တောထဲကိုဆက်ပြီးတိုးဝင်လာခဲ့တယ်တစ်ဖက်မှာတော့ရွာထဲမှာဖိုးတူးလို့ခေါ်တဲ့စင်ရဲသားတောင်သူလယ်သမားတယောက်ဟာယောဂဝေနာခံစားနေရတယ်သူ့ရဲ့ဇနီးတဲ့မန်းလာနဲ့အတူတူနေထိုင်ပါတယ်ဖိုးတူးဟာနေရောညပါချွေးပြက်ပြက်ကြအောင်လောက်ကင်ရှာဖွေပေမဲ့လည်းတနေ့ထမင်းနဲ့နတ်မှန်ပိုးတော်မှအနိုင်နိုင်ဖြစ်နေပါတယ်။အိုးဘုရားသခင်အခုတော့ကျွန်တော်တခုခုဆုံးဖြတ်ချက်ချပြီးလုံးမရတော့မယ်ဒီလိုရက်တွေဘလောက်ထိတောင်းခံပြီးတော့ဖြတ်တန်းရအောင်မလဲမလကလည်းနာမကျန်းဖြစ်နေတယ်ဒီလိုစင်းရဲမွဲတင်မှုတွေနဲ့ဘလို့များဆက်လို့ရပါမလဲဖိုးတူဟာစိတ်ညစ်ညူးစွာနဲ့လက်ခွေးမြင်လန်းအတိုင်းရှောက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲရုတ်တရက်တောအုပ်ထဲကနေလူတယောက်ညီးတွားနေတယ်လို့မျိုးတိုးညင်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ဒါကဘာတန်းလဲဒီလိုတောနယ်ကြီးထဲမှာဘသူကလာပြီးတော့ညီးတွားနေပါလိမ့်ကဲပါရှေ့ကိုဆက်ပြီးတော့သွားကြည့်အောင်မဖိုးတူဟာရှေ့ကိုနည်းနည်းလောက်ဆက်လျှောက်သွားတဲ့အခါတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာဒဏ်ရာအပြည့်နဲ့လဲကျနေတဲ့နမဲမကြီးကိုတွေးလိုက်ရပါတယ်အလိုတနာစရာကောင်းလိုက်တာဒဏ်ရာတွေကလည်းအပြည့်ပါလားငါသူ့ကိုကဲတင်မဖြစ်မယ်ကဲစိတ်မပူနဲ့နွားကြီးရေငါမင်းကိုတတ်တာအောင်လုပ်ပေးပါမယ်အဲ့ဒီနောက်ဖိုးတူဟာတောထဲကနေစေးဘက်ဝင်တဲ့တရွက်တစ်ပင်ချုပ်ကိုခူးဆက်လာပြီးလက်နဲ့ချီမွားကနွားကြီးရဲ့ဒဏ်ရာတွေပေါ်ကိုလိမ့်ကြံပေးလိုက်တယ်ပြီးတော့နားကရေကန်တဲကနေရေခတ်ယူလာပြီးနွားကြီးကိုတိုက်လိုက်ပါတယ်အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့နွားကြီးရဲ့မျက်လုံးတွေဟာတဖြည်းဖြည်းပွင့်လာပါတယ်တငယ်ချင်းမင်းတတ်တာရဲ့လားကြည်ရတာမင်းရက်ပေါင်းများစွာတွေကဘာမှမစားရသေးဘူးတဲ့နဲ့ငါနဲ့တူလိုက်ခဲ့မင်းကိုကောင်းမွန်တဲ့စားတောက်ဖွယ်ရာတွေမကြွေးနိုင်ပေမဲ့စိမ့်ဆိုနေတဲ့မျက်နှုနုလေးတွေတော့ကြွေးနိုင်ပါတယ်လာပါငါနဲ့လိုက်ခဲ့ဖိုးထုရေငါ့ကိုကူညီပါအောင်နော်ကူညီပါမင်းကစကားပြောတတ်တာလားနေပါအောင်မင်းဘလို့ဒုက္ခမျိုးနဲ့ရင်ဆိုင်နေရလို့လေငါကိုယ်တိုင်လည်းကြီးမားတဲ့ဒုက္ခတွေနဲ့နှပန်းလုံးနေရတာငါမင်းကိုဘလို့မျိုးကူညီပေးရမလဲမင်းအဲ့ဒီအနက်ရောင်မျိုးစရဲ့လျှို့ဝှက်ချက်ကိုရှာဖွေဖော်ထုတ်ပေးရမယ်တကယ်လို့မင်းသားအဲ့ဒီလျှို့ဝှက်ချက်ကိုမဖော်ထုတ်ပေးနိုင်ရင်ငါဘဝဟာလုံးဝအုတ်တုံပျက်စီးသွားလိမ့်မယ်နေပါအောင်ဟာအဲ့ဒီအနက်ရောင်မျိုးစနဲ့မင်းနဲ့ကဘာပတ်သက်မှုရှိလို့လဲငါ့ကိုအမှန်တိုင်းပြောပြစမ်းပါငါမင်းကိုတေချာပေါက်ကူညီပါမယ်ငါသာငါရဲ့အမှန်တရားအလုံးကိုပြောပြလိုက်ရင်ငါရဲ့တကူစွမ်းအားတွေကုန်လုံးကုန်ဆုံးသွားလိမ့်မယ်မင်းတယောက်ပဲငါရဲ့ဒီအလုပ်ကိုလုပ်ပေးနိုင်တာလေမင်းကအဲ့ဒီအနက်ရောင်မျိုးစိတ်ကိုရှာဖွေပြီးငါစီကိုယူဆောင်လာပေးရမယ်မင်းစီကနေငါကဒါအောင်မျောလင့်ပါတယ်ဘလို့အနက်ရောင်မျိုးစိတ်လဲငါဘာမှတော့တိတိကျကျမသိဘူးဒါပေမဲ့ငါတက်နိုင်တဲ့လောက်တော့မင်းနဲ့အဲ့ဒီမျိုးစိတ်ရဲ့လျှို့ဝှက်ချက်ကိုကူညီပြီးတော့ဖြည့်ရှင်းပေးပါမယ်အဲ့ဒီလိုပြောပြရတဲ့တပြိုင်နက်နမဲကြီးဟာဒူးဆန်းအံ့ဩဖွယ်ကောင်းတဲ့နီလန်းနဲ့ထူထပ်လာတဲ့ခြုံပုတ်တွေကိုတိုးဝင်ပြီးတော့ပျောက်ကွယ်သွားပါတယ်ဟာထူးဆန်းလာကြီးလားဒီနွားကြီးကဘသူပါလဲ
ကဲပါတော့ပါငါအိမ်ပြန်မဖြစ်မယ်မက်လာတယောက်ငါ့ကိုစောင့်နေရောမယ်ဖိုးထုတယောက်အိမ်ပြန်ရောက်တဲ့အခါအိမ်ထဲကမြင်ကွင်းကိုကြည့်ပြီးအံ့ဩမြင်သက်သွားပါတယ်သူ့ရဲ့ဇနီးမက်လာဟာသတိမေ့ပြီးတော့ကျမ်းပြင်ပေါ်မှာလဲကျနေရကိုတွေးလိုက်ရပါတယ်ဟာမက်လာဘာဖြစ်တာလဲမင်းဘလို့ဖြစ်လို့သတိမေ့နေရလဲမက်လာရဲ့မျက်လုံးဖွင့်မအောင်ဟာဒါပေမဲ့မက်လာစီကနေဘာအတန်မှပြန်မကြားရပါဘူးဖိုးထုဟာဆေးဆရာကြီးရှိရာစီကိုပြေးလွှားသွားပြီးဆရာမြတ်ကိုသူ့အိမ်ကိုခေါ်လာခဲ့တယ်ဆရာမြတ်ဟာမက်လာရဲ့လက်ကဝတ်ကိုကင်ပြီးသွေးခုန်နှုံကိုစမ်းသက်ကြည့်ကစိုးရိမ်ပူပန်နဲ့မျက်နှာထားဖြစ်သွားပါတယ်ဆရာမြတ်ကျွန်တော်ဇနီးတက်တာသွားမှလားခင်ဗျာဆရာမြတ်ရေကျွန်တော်ဇနီးကဘာဖြစ်တာလဲဆိုတာပြောပြပါ။ तू ကပြန်ကောင်းလာမှလားပြောပါအောင်ဗျာဖိုးထုရေမင်းရဲ့ဇနီးကိုပြန်ကောင်းလာအောင်ကုပေးဖို့အတွက်ရွှေလင်းကားဆယ်ပြားတိတိရှာဖွေစုဆောင်းရမယ်အဲ့ဒီရွှေလင်းကားတွေရမှာပဲဒီရှားပါတဲ့ဈေးမြစ်ကိုသွားရှာပြီးတော့ကုပေးနိုင်ပါလေမင်းကတော့ခုထိရွှေတပြားတောင်မှမစုရသေးငါလည်းမတက်နိုင်တော့ပတ်စံမရှိဘဲနဲ့တော့အဲ့ဒီဈေးကိုသွားပြီးတော့မယူပေးနိုင်ငါ့ကိုခွင့်လွှတ်ပါငါမှလည်းသားသမီးသားမယားနဲ့မို့ပတ်စံမရဘဲနဲ့တော့အဲ့ဒီဈေးကိုမဝယ်ပေးနိုင်ငါမင်းအတွက်စိတ်မကောင်းပါဘူးကွာရပါတယ်ဆရာမြတ်ရေဒီနေ့တော့ဘလို့ပဲဖြစ်ဖြစ်ဘလို့နီးနဲ့ဖြစ်ဖြစ်အဲ့ဒီရွှေလင်းကားဆယ်ပြားကိုရအောင်ရှာလာခဲ့ပါမယ်ဆရာမြတ်အနေနဲ့ကျွန်တော်ဇနီးလေးကိုပြန်ကောင်းအောင်သာကုပေးပါပြန်ကောင်းအောင်လုပ်ပေးပါနော်အေးပါငါလည်းတက်နိုင်တဲ့လောက်တော့စူးစမ်းပေးပါမယ်ဆရာမြတ်ဟာရိုးရိုးအကြိုက်ခဲပြောက်ဆေးချုပ်ကိုပေးခဲ့ပြီးအိမ်ကနေထွက်သွားတယ်ပိုးထုကသူ့ရဲ့ဇနီးကိုဖြူဖြောနေတဲ့မျက်နှာလေးကိုကြည့်ပြီးတန်တိတ်တန်တစ်ခုချလိုက်ပါတယ်မလှမင်းစိတ်မပူနဲ့ဘာပဲဖြစ်ဖြစ်ငါမင်းကိုတော့အဆုံးရှုံးမခံနိုင်ငါဒင်းကားပြားတွေကိုရအောင်ရှာခဲ့မယ်တေချာပါကိုရအောင်ရှာခဲ့မယ်ဖိုးထုဟာစိုးရိမ်တကြီးနဲ့ရွာထဲကတတိယအိမ်ကြီးစီကိုအပြေးလွှာသွားပါတယ်ပြီးတော့အိမ်တကားကိုဒုံဒုံနဲ့အကျဲကြီးခောက်လိုက်ပါတယ်တကားကပွင့်လာပြီးအိမ်ရှင်တတိကြီးအပြင်ကိုထွက်လာတယ်ဘာဖြစ်လို့လဲမင်းငါရဲ့အိမ်တကားကိုဘာလို့ဒီလောက်တောင်မှကြမ်းကြမ်းတန်တန်လာခောက်နေရလဲတတိကြီးခင်ဗျကျွန်တော်ဇနီးအခြေအနေကအရန်ကိုစိုးရိမ်နေရလို့ပါကျွန်တော်ကိုပတ်စံအချိုးလောက်ချီးပေးပါအောင်ဗျာကျွန်တော်နေရောညပါမနာတမ်းအလုပ်လုပ်ပြီးတော့တတိရဲ့ပတ်စံတွေကိုပြန်ဆက်ပါမယ်ဗျဟာဖိုးထုရမင်းရဲ့လေခွင်းတွေကနေစပားကောင်းကောင်းမထွက်ဘူးဆိုတာငါသိတယ်ဒါပေမဲ့ငါလည်းဘာတက်နိုင်မှလဲငါတို့မှလည်းကို့အတွက်တောင်ပတ်စံကအနိုင်ဖြစ်နေတာငါကမင်းကိုဘယ်လိုလုပ်ပြီးတော့ကူညီနိုင်မှလဲငါ့ကိုခွင့်လွှတ်ပါကွာပြောပြရတဲ့တတိကြီးဟာအိမ်ထဲကိုဝင်သွားပါတယ်ဖိုးထုဟာတရားလုံးကအိမ်နေစီတအိမ်တက်အိမ်စင်လိုက်လံအကူအညီတောင်းမိမယ်လေဘသူတူတယောက်ကမှသူ့ကိုကူညီဖို့ထွက်မလာခဲ့ပါဘူးငါခုဘာလုပ်ရမလဲမဟုတ်ရင်တော့ငါဇနီးကိုကဲနိုင်တော့မှာမဟုတ်ငါဘယ်လိုလုပ်ရမလဲဖိုးထုဟာမနက်ကနေညနေမိုးချုပ်တဲ့အထိအကူအညီရနိုင်မယ်နေရာမှန်သမျှကိုသွားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုဘသူမှအားကိုးရာမပေးခဲ့ကြပါဘူးသူဟာအားရင်ကုန်ခံပြီးစိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပြန်လာခဲ့ပါတယ်သူအိမ်ပြန်ရောက်တဲ့ချိန်မှာတော့ဇနီးတဲ့မလှဟာဒီလောကကြီးကိုစွန့်ခွာသွားခဲ့ပါပြီမလှရေမလှဘာဖြစ်လို့လဲမလှရဲ့မင်းဒီလိုငါ့ကိုထားခဲ့လို့မရဘူးလေထားပါအောင်ကွာငါဟာဘလောက်တောင်မှအတုံးမကျတဲ့လင်းယောက်ျားလေကိုယ့်ရဲ့ဇနီးကိုယ်တောင်ကာကွယ်မပေးနိုင်ခဲ့မလှရဲ့မျက်လုံးလေးတော့ဖွင့်မအောင်ကွာဖိုးထုဟာသူ့ဇနီးရဲ့ရုပ်လောင်းကိုဖတ်ပြီးရှိုက်ကြီးတငင်ကိုကျွေးနေတဲ့ငိုတန်တွေအကျဲကြီးကြားရတဲ့အတွက်ရွာသားတွေဟာဖိုးထုရဲ့အိမ်ရှိမှာစုယုံလာကြတယ်ဟာဖိုးထုဘာဖြစ်တာလဲမင်းရဲ့ဇနီးကမင်းကိုထားသွားပြီလားဟုတ်တယ်ဗျာကျွန်တော်ဇနီးကိုကျွန်တော်ကယ်ဖို့စွမ်းကုန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုမကယ်နိုင်ခဲ့ဘူးဗျာကျွန်တော်ကတော်တော်အသုံးမကျတဲ့လူဗျအေးကွာမင်းကတော့ကို့တာဝန်ကိုခြေပွန်အောင်မထမ်းဆောင်နိုင်လေယာအလုပ်ကိုလည်းတိတိကျကျမလုပ်နိုင်နောက်ဆုံးတော့ကိုယ့်ရဲ့ဇနီးကိုယ်တော်မှအသက်ရှင်အောင်မကယ်နိုင်ခဲ့ဘူးကွာရွာသားတွေဟာဖိုးထုကိုအမျိုးမျိုးအပြစ်တင်ခဲ့ရဲ့စကားတွေဆိုပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားကြပါတယ်ဖိုးထုဟာကြေကွဲဝမ်းနည်းစရာကောင်းလာတဲ့စိတ်နှလုံးနဲ့သူဇနီးရဲ့နောက်ဆုံးခီးကိုတကြိုပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကမောင်မဲနေတဲ့တောနဲ့ကြီးတဲ့ကိုရှောက်လန်းလာခဲ့တယ်သူဟာအရင်ကရေရင်းအိုကြီးရဲ့ဘေးမှာသွားထိုင်ပြီးအကျဲကြီးကိုငိုနေပါတယ်ငါ့ကိုခွင့်လွှတ်ပါမလိုက်ရငါမင်းကိုမကယ်နိုင်ခဲ့ရွာသားတွေပြောတာလုံးဝမှန်နေဖိုးထုဟာရေရင်းအိုကြီးရဲ့ဘေးမှာမတ်တက်ရက်ပြီးရှိုက်ကြီးတငင်ကိုကြွေးတယ်အဲ့ဒီလိုငိုနေရင်ကနေသူ့ရဲ့မျက်ရည်စားတွေဟာရေရင်းအိုကြီးရဲ့ရေပြင်ထဲကိုကျသွားတဲ့အခါရုတ်တရက်ရေရင်းထဲကနေတောက်ပလွန်တဲ့အနက်ရောင်လင်းတဲ့တကူအရှိန်အဟုန်နဲ့ပေါက်ကွဲပြီးတော့ထွက်လာပါတယ်ဒါကဘလို့ကြီးလဲရေရင်းထဲကဘာတွေဖြစ်နေရလဲဒါကကျိန်စာတစ်နေတဲ့ရေရင်းအိုကြီးလား
အဲ့ဒီချိန်မှာပဲရေရင်းထဲကနေလင်းလက်တောက်ပနေတဲ့အနက်ရောင်မျိုးစေ့တစ်စီးဟာအထက်ကိုလွင်ပြန်လာပြီးလေထဲမှာပြန်ဝဲနေတယ်။ဖိုးထုကအံ့ဩမင်သက်စွာနဲ့အဲ့ဒီမျိုးစေ့ကိုသူ့ရဲ့လက်ဖွားပေါ်ကိုဖမ်းယူပြီးတော့မြောက်ကန်လိုက်ပါတယ်။ဒါဘလို့ထူးဆန်းတဲ့မျိုးစေ့လဲ။ငါတသက်မှာဒီလိုမျိုးစေ့တစ်ခါမှမမြင်ဘူးပါလား။ဖိုးထုရေငါကမင်းအသေးအတန်လိုက်ရှာနေတဲ့အရာပဲငါ့ကိုကောက်ွယ်ပေးပါငါ့ကိုစောင့်ရှောက်ပေးပါဒီအတန်ဟုတ်ပြီငါမှတ်မိပြီငါတောထဲမှာဒဏ်ရာတွေနဲ့လဲနေတဲ့နမဲကြီးတစ်ကောင်ကိုတွေ့ခဲ့တုန်းကသူကငါ့ကိုအနက်ရောင်မျိုးစေ့ကိုရှာခိုင်းခဲ့တာမင်းကအဲ့ဒီအနက်ရောင်မျိုးစေ့လားဟုတ်ပါတယ်ဖိုးထုငါကအဲ့ဒီမျိုးစေ့ပါသူတို့တွေငါ့ကိုလိုက်ရှာနေကြလိမ့်မယ်မင်းငါ့ကိုသူတို့စီကိုမြ мян လေးခေါ်သွားပေးပါသူတို့စီကိုမြန်ဆုံးခေါ်သွားပေးပါနော်အေးပါငါဇနီးကိုတော့ငါကမကယ်တင်နိုင်ခဲ့ပြီမေငါကြောင့်တယောက်ယောက်အတွက်ကောင်းကျိုးဖြစ်ထွန်းမယ်ဆိုရင်တော့ငါဒါကိုလုပ်ပါမယ်အဲ့ဒီနောက်ဖိုးထုဟာအနက်ရောင်မျိုးစေ့ကိုလက်ထဲမှာကင်ဆောင်ပြီးတောနယ်ကြီးတဲ့ကိုဆက်လက်ထွက်ခွာလာခဲ့တယ်သူကအဲ့ဒီနမဲကြီးကိုနေရာနဲ့လိုက်လံရှာပေးပါတယ်အဲ့ဒီချိန်မှာပဲနမဲကြီးဟာတစ်ပင်အိုကြီးတစ်ပင်ရဲ့အောက်မှာဝတ်နေတာကိုတွေ့လိုက်ရပါတယ်ဖိုးထုမင်းတကယ်ပဲလုံနိုင်ခဲ့ရပြီနောက်ဆုံးတော့မင်းကဒီမျိုးစေ့ကိုရှာတွေ့ခဲ့ပြီမင်းကိုကြည့်ရတာလဲဒုက္ခတွေရောက်နေပုံပဲငါမျက်ရည်တွေကိုကြည့်ရင်လေငါဘလောက်တောင်မှကြီးမားတဲ့တောကတွေရောက်နေလဲဆိုတာမင်းသိမှာပါအခုတော့မင်းရဲ့အမှန်တရားကိုငါ့ကိုပြောပြပါတော့ငါကငါရဲ့ဇနီးတဲ့ကိုဆုံးရှုံးခဲ့ရပြီးပြီမင်းကိုလည်းဘာအန်ရဲမှမဖြစ်စေချင်တော့မင်းငါ့ကိုအမှန်တိုင်းပြောလိုက်ပါကွာဖိုးထုရေငါကတာမန်နွားတကောင်မဟုတ်ဘူးငါကနတ်သက်ကြွေပြီးတော့လူပြည်ကိုရောက်လာတဲ့နတ်သမီးတစ်ပါးပါလွန်ခဲ့တဲ့အချိန်တော်ကြာတုန်းကလူပြည်ကိုတစ်နှစ်မှတစ်ချိန်ပဲလာခွင့်ရခဲ့တာနွားကြီးကအဲ့လိုပြောလိုက်တာနဲ့သူ့ရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေစီးကျလာပြီးဖိုးထုရဲ့မျက်စိရှေ့မှာတင်အတိတ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာရုပ်ရှင်ကားချက်တစ်ခုလိုပြန်လည်ပြီးတော့တင်ဟက်ကပေါ်ပေါက်လာတယ်မနက်ခင်းအချိန်အခါတစ်ခုမှာပေါ့အာကာကထင်းခုတ်ဖို့အတွက်တောနယ်ကြီးရဲ့ကိုရှောက်လန်းလာနေတယ်သူ့ရဲ့မျက်နှာပေါ်မှာတော့ပင်ပန်းနွမ်းနယ်မှုတွေနဲ့စိတ်ပြက်အားငယ်မှုတွေကပြည့်နေနေပါတယ်ဒီနေ့လေထင်းကောင်းကောင်းမရသေးဘူးထင်းခုတ်ပြီးပတ်စံချိုးရအောင်ရှာရမှာငါကဒီလိုစင်းရဲမွဲတေပြီးကြက်တဲလုံးနဲ့ဘွားကြီးကိုတော်တော်လေးစိတ်ကုန်နေပြီဘလောက်ထိဒီလိုဘွားနဲ့ရှင်းသက်နေရအောင်မလဲအာကာဟာစိတ်ပြက်ညှဉ်းညူစွာနဲ့ရှေ့ကိုဆက်လျှောက်လာတဲ့အခါခြုံပုတ်တွေရဲ့နောက်ွယ်မှာထူးဆန်းတဲ့အမဲရောင်တွေခြုံလန်းနေတဲ့အောက်လန်းဆရာကြီးတယောက်ရဲ့ကမ္မထန်ကျောင်းသင်ခန်းကိုတွေ့လိုက်ရတယ်ထင်းရတော့နောက်မှခုတ်လေရတာပဲဒါကအောက်လန်းဆရာကြီးရဲ့ကျောင်းသင်ခန်းပဲငါဘာဖြစ်လို့ဆရာကြီးစီဝင်ပြီးငါရဲ့ကံကြမ္မာကိုတွားပြီးမမေးကြည့်ရမှာလဲငါရဲ့ဒီလိုဆင်းရဲဒုက္ခတွေပြည့်နေတဲ့ဘွားကြီးကဘယ်တော့မှပြီးဆုံးမှာလဲငါရဲ့ကန်စာတာကဘယ်တော့ပွင့်မလဲဆိုတာဆရာကြီးကပြောပြနိုင်လိမ့်မယ်အောက်လဲဆရာကြီးရဲ့ကျောင်းသင်ခန်းထဲကိုရောက်ရှိသွားပါတယ်အဲ့ဒီနေရာမှာတော့ဆရာကြီးကသူ့ရဲ့မန်တန်တွေအစီရင်တွေနဲ့အမောင်လောကရဲ့ပညာရက်တွေကိုလေ့ကျင့်အားထုတ်နေပါတယ်ဆရာကြီးခင်ဗျကျွန်တော်ကြီးမားတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်နေရလို့ပါကျွန်တော်ကိုကူညီပေးပါဦးအေးပြောစမ်းငါသားငါကမင်းတို့လိုဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့အတွက်ဒီမှာရှိနေတာကဲပြောမင်းအတွက်ငါဘာလုပ်ပေးရမလဲကျွန်တော်ကတတိကြီးဖြစ်ချင်ပါတယ်ကျွန်တော်ရဲ့လက်ဝါးပြင်ကိုကြည့်ပြီးကျွန်တော်ဘယ်တော့ချမ်းသာမလဲဆိုတာပြောပြပေးပါဘယ်အချိန်ထိကျွန်တော်ဒီလိုငတ်ပြတ်ဆင်းရဲတဲ့ဒုက္ခတွေကိုခံစားနေရအောင်မလဲဗျာအော်မင်းကအတိုင်းစားမရှိတဲ့စီးစိမ်ဥစ္စာတွေကိုလိုချင်နေရကိုဒါပေမဲ့အဲ့ဒီအတွက်မင်းပေးဆက်ရမယ့်တန်ဖိုးကိုရောမင်းဘက်ကအစင်သင့်ဖြစ်ရဲ့လားအစင်သင့်မှာပဲဆရာကြီးဘလို့တန်ဖိုးပဲဖြစ်ဖြစ်ကျွန်တော်ပေးဆက်ဖို့အစင်သင့်မှာပဲကျွန်တော်ကိုနီးလန်းသာညွှန်ပြပေးပါကဲဒါဖြင့်တေချာနာထောင်မကြခင်မှာပဲနတ်ပြည်ကအလွန်လှပတဲ့နတ်သမီးတစ်ပါးဟာလူပြည်ကိုဆင်းသက်လာလိမ့်မယ်မင်းကအဲ့ဒီနတ်သမီးကိုမင်းရဲ့အချစ်ကြော်ခွင်းနဲ့ရအောင်ဖမ်းဆီးရမယ်မင်းနဲ့အဲ့ဒီနတ်သမီးတို့ပေါင်းဖက်လို့ပထမဆုံးရရှိလာမယ့်တရေသားရဲ့အစိပ်ပိုင်းဟာဒီလောကတွေကိုအနက်ရောင်မျိုးစေ့တစ်စိတ်အတွင်းနဲ့ရောက်လာလိမ့်မယ်မင်းကအဲ့ဒီမျိုးစေ့ကိုယူပြီးတောနာကရေရင်းအိုကြီးတဲ့ကိုပြစ်ချရမယ်အဲ့ဒီနောက်မှာတော့မင်းကမင်းရဲ့အိမ်မက်ထဲမှာတော့မမတ်ဘူးတဲ့အတိုင်းစားမရှိတဲ့ချမ်းသာကြွယ်ဝမှုတွေရရှိလာလိမ့်မယ်။ဟိုးဒါကတော့တကယ်ကိုရွှေလို့အခွင့်အရေးပဲဆရာကြီးကျွန်တော်ဆရာကြီးပြောတဲ့အတိုင်းအတိအကျလုပ်ပါမယ်ဗျ။အာကာဟာအောင်လန်းဆရာကြီးရဲ့ကျောင်းသင်ခန်းထဲကနေဝမ်းသာအားရနဲ့ထွက်လာခဲ့တယ်။ဆရာကြီးပြောတဲ့အတိုင်းဆိုရင်တော့အဲ့ဒီနတ်သမီးကမကြရင်ဒီကိုရောက်လာတော့မှာပေါ့။ဒါဆိုငါကထင်းခုတ်စရာတော့မလိုတော့တကယ်လို့အဲ့ဒီနတ်သမီးနဲ့သာတွေ့ခဲ့ရင်ငါရဲ့အချစ်ကြော်ခွင်းနဲ့ရအောင်တေချာပေါက်ဖမ်းဆီးရမယ်
အာဂါဟာထိုနေ့ကစားပြီးတောအုပ်တစ်ခုလုံးကိုနင်းနေညညစောင့်ကြည့်ပြီးတော့ပတ်မွေပါတယ်။ရပ်ပေါင်းများစွာလိုက်လံရှာဖွေပြီးတဲ့နောက်ဒီနေ့မှာတော့ရေကန်နားမှာထိုင်ပြီးရေပင်ကိုငင်းမောကြည့်နေတဲ့အလွန်လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူကတော့နတ်ပြည်ကဆင်းသက်လာတဲ့နတ်သမီးလေးနန္ဒာပဲဖြစ်ပါတယ်။လူပြည်လောကကြီးကတကယ်ကိုအံ့ဩစရာကောင်းပြီးတော့လှပလိုက်တာဒီလောက်စိတ်ဆိုသားရတဲ့မြင်ကွင်းမျိုးငါတခါမှမမြင်ဘူးပါလား။ငါလူပြည်ကိုရှာဖူးတာဒါပထမဆုံးချိန်ပဲအခုအစပြီးငါကနှစ်တိုင်းဒီကိုလာရမယ်ငါတို့လောကရဲ့စီးမြင့်စည်းကမ်းတွေကိုလည်းငါကတေချာပေါက်လိုက်နိုင်ရမယ်တစ်ပင်နောက်ွယ်မှာပုံနေတဲ့အာကာကအဲ့ဒီစကားတွေအားလုံးကိုကြားသွားပြီးဒါဟာဆရာကြီးပြောတဲ့နတ်သမီးပဲဆိုတာချက်ချင်းကိုသဘောပေါက်သွားတယ်သူဟာတောအသည့်အချို့ကိုခုဆွတ်ပြီးအလွန်ရိုသေနှိမ်ချတဲ့ပုံစံနဲ့နတ်သမီးရှိမှသွားပြီးတော့မတက်ရက်လိုက်တယ်ရှင်ကဘာတူလဲကျွန်တော်ကတာမန်ထိခုတ်သမားတစ်ယောက်ပါဒီကိုထင်းခုတ်လာရင်လည်းလမ်းမှာဒီတောအသီးလေးတွေတွေ့လို့ခူးလာတာပါဒီရေကန်နားမှာထိုင်စားရင်ရေတောက်ပြီးတော့ဘိုက်ဖြစ်မလို့ပါဒါနဲ့မင်းကရောဘာတူလဲဒီနေ့မတိုင်ခင်ကမင်းကိုဒီတောထဲမှာငါတခါမှမမြင်ဘူးပါလားအော်ဘာမှမဟုတ်ပါဘူးရှင်ကျမကဒီတိုင်းတောထဲကိုလာလေတာပါသူငါ့ကိုလိန်နေရပဲဒါပေမဲ့မင်းရဲ့အမှန်တရားကိုငါကြိုသိပြီးသားရပါတယ်မင်းကိုကြည်ရတာတကယ်ကိုစိတ်သဘောထားကောင်းမဲ့ပုံပဲနော်နန္ဒာဟာအာကလက်ထဲကတောသီးတစ်လုံးကိုယူစားလိုက်ပြီးစိတ်ထဲကနေတခုခုကိုစဉ်းစားနေပါတယ်ငါရဲ့ခမဲတော်ကလူပြည်ကိုသွားရင်လူသားတွေကိုတတိထားပြီးရှောင်ရှားရမယ်လို့မှားခဲ့တယ်ဒါပေမဲ့ဒီကလူတွေကတကယ်ကိုသဘောကောင်းကြတယ်မတိကျွမ်းမဲနေတောင်မှသူတို့ရဲ့အစားအစာတွေကိုခွဲဝေပြီးတော့ကျွေးမွေးကြတယ်နန္ဒာဟာပြုံးပြုံးလေးနဲ့အဲ့ဒီတောအသီးကိုစားနေတယ်အာကာကတော့သူ့ကိုပဲစိုက်ကြည့်နေတယ်ဒါနဲ့မင်းကြည့်ရတာတကယ်ကိုချစ်စရာကောင်းပြီးသဘောကျဖို့ကောင်းတယ်မင်းရှိနေလို့ဒီတောအကြီးကပို့ပြီးတော့တောင်မှလှပလာတယ်လို့ပဲဒါနဲ့ရှင်ကဒီတောထဲကိုနေတိုင်းလာလားဟုတ်ပါတယ်ငါကနေတိုင်းလာတယ်တကယ်လို့မင်းလဲဒီလိုမျိုးနေတိုင်းလာမယ်ဆိုရင်ငါတို့ရဲ့ခင်မမှုကဒီထက်မကပို့ပြီးတော့နှက်ဆိုင်လာမှာအဲ့လိုပြောပြီးရနဲ့အာကာဟာပြုံးပြုံးလေးနဲ့ထိုနေရာကနေထွက်ခွာသွားပါတယ်အချိန်တွေကုန်လွန်လာတာနဲ့အမျှအာကာနဲ့နန္ဒာတို့ဟာတောထဲမှာနေတိုင်းတွေ့ဆုံဖြစ်ကြတယ်တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာနှက်ဆိုင်တဲ့အချစ်တွေတန်ရောစင်တွေကဖြစ်ပေါ်လာတယ်ဒီနေ့မှာတော့သူတို့နှစ်ယောက်ရေကန်နားမှာတူတူထိုင်နေကြတော့ကြည်အောင်နန္ဒာတို့တွေအတူရှိခဲ့တာအချိန်တော်တော်ကြာပြီပဲအခုတော့ဒုနှစ်ယောက်ကလက်ထပ်သင့်ပြီငါရဲ့လောကကစီကန်းတွေကိုစန့်ကျင်ပြီးလူပြည်မှာနေနေတာရပ်ပေါင်းလဲမနေတော့ဒါပေမဲ့ငါအားကမရှိပဲမနေနိုင်တော့ငါဒီဆုံးဖြတ်ချက်ကိုချရတော့မယ်ကောင်းမီယာကငါလည်းမင်းကိုရမ်းကိုချစ်မိနေပြီမင်းနဲ့ဝေးဝေးမှာမနေနိုင်တော့ဘူးတို့တွေလက်ထပ်ကြစို့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာလက်ထပ်လိုက်ကြပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုဖျက်ဆီးကြပါတယ်အချိန်အတန်ကြာကုန်လွန်ပြီးတဲ့နောက်ဒီနေ့မှာတော့နန္ဒာဟာတခုခုကိုစိုးရိမ်ပူပန်နေတဲ့မျက်နှာပေးနဲ့အာကငါမင်းကိုအမှန်တရားတစ်ခုပြောပြစရာရှိတယ်ပြောလေနန္ဒာဘာကိစ္စလဲငါကဒီလူပြည်သားမဟုတ်ဘူးငါကနတ်ပြည်ကနတ်သမီးတစ်ပါးပါတို့လောကကနေနှစ်တိုင်းဒီတောထဲမှာပွင့်လေးရှိတဲ့အမြုတေပန်းကိုစောင့်ရှောက်ဖို့အတွက်လူပြည်ကိုတယောက်တော့စေလွတ်လွတ်ရှိတယ်ဘာဒီအကြောင်းကိုမင်းဘာလို့ငါ့ကိုစောစောစီစီမပြောခဲ့ရလဲဒီအကြောင်းကိုဒီသွားရင်ရှင်ကျမကိုထားသွားမှာဆိုလို့ပါဒါပေမဲ့အခုတော့အခြေအနေတွေကပြောင်းလဲသွားပါပြီအကာကြီးကျမမှာတော့ရင်သွေးလေးရှိနေပြီနောက်ရက်အနည်းငယ်အတွင်းမှာဒိုးနှစ်ယောက်ရဲ့အချစ်အမြုတေလေးကဒီလောကတွေကိုရောက်လာတော့မယ်ငါဒါကိုပဲမယိုးနိုင်အောင်စိတ်ရှည်လက်ရှည်နဲ့စောင့်နေခဲ့ရတာနောက်ဆုံးတော့ငါရဲ့ကြိုးစားအားထုတ်မှုတွေဟာအရာထင်တော့မယ်အာကာဟာစိတ်ထဲကနေလောပစောတွေထိမ့်မရပဲအပြင်ကိုလှည့်ထွက်သွားပါတယ်ရဲအနှင်းငယ်ကြတော့နန္ဒာကတူဆန်အံ့ဩပဲကောင်းတဲ့အနက်ရောင်မျိုးစိလေးတစ်ခုကိုမွေးဖွားပေးလိုက်တယ်အာကာကချက်ချင်းပဲအခန်းထဲကိုရောက်လာပြီးတော့အဲ့ဒီမျိုးစိကိုသူ့ရဲ့လက်ပွားပေါ်ကိုင်မြောက်လိုက်ပါတယ်နောက်ဆုံးတော့ငါအလိုရှိတဲ့အရာကိုရခဲ့ပြီအာကာကြီးဒီမျိုးစိကိုယူပြီးတို့အိမ်ရဲ့အလုံးချုံဆုံးအမောင်ဆုံးတောင်းတနေရာမှာတင်ထားလိုက်ပါနောက်ရက်နင်းငယ်ကြရင်တော့ဒီထဲကနေဒိုးနှစ်ယောက်ရဲ့အချစ်သက်သေရင်သွေးလေးကအပြင်ကိုထွက်လာပါလိမ့်မယ်ငါတောက်ရဖို့အတွက်အများကြီးတီးခံခဲ့ရတာအခုမှပဲငါရဲ့ရီမန်းချက်အောင်မြင်တော့မယ်နန္ဒာမင်းငါ့ကိုတကယ်ကိုဝမ်းသာစရာကောင်းတဲ့ပျော်ရွှင်မှုမျိုးပေးလိုက်တာပဲဒါနဲ့ငါနဲ့အတူတူနေရာတစ်ခုကိုလိုက်ခဲ့ပါအောင်လိုက်ခဲ့မှာပေါ့အာကာရင်
ရှင်ခေါ်တဲ့ဘယ်နေရာမဆိုကျမကလိုက်ဖို့အဆင်သင့်ပါပဲအာကာဟာစကားအကောင်းပြောရင်းနဲ့နန္ဒကိုအောင်လန်းဆရာကြီးရဲ့ကမ္မထန်ကျောင်းသင်ခန်းစီကိုခေါ်လာခဲ့တယ်အဲ့ဒီနေရာရဲ့၆ချားဝယ်ပတ်ဝန်းကျင်ကိုမြင်လိုက်ရတဲ့အခါနန္ဒတရားကိုကြောက်လန့်သွားပါတယ်ဒါကဘာလဲအာကာနင်ငါ့ကိုဒီလိုအောင်လန်းဆုံးကဝေတကူရှင်စီကိုဘာဖြစ်လို့ခေါ်လာရရလဲပြောစမ်းပါအိုးအာကာနောက်ဆုံးတော့မင်းဒီမိန်းကလေးကိုငါးစီကိုအရောက်ခေါ်လာနိုင်ခဲ့ရပဲဟုတ်ပါတယ်ဆရာကြီးအခုကျွန်တော်မှအဲ့ဒီအနက်ရောင်မျိုးစိလည်းရှိနေပါပြီအခုကျွန်တော်ကိုတထေးကြီးဖြစ်မဲ့နီလန်းကိုသာမြန်မြန်လေးညွှန်ပေးပါတော့ဟုတ်ပြီအာကာမင်းသူ့ရဲ့နားကိုသွားလိုက်အောင်လန်းဆရာကြီးကသူ့ရဲ့ကဝေအတတ်ပညာတွေမန္တန်တွေကိုအော်ဟစ်ရွတ်ဆိုပြီးအစီရင်တွေကိုစတင်လိုက်ပါတယ်ရုတ်တရက်ပြင်းထန်လာတဲ့အနက်ရောင်အလင်းတန်းကြီးဟာနန္ဒကိုဝန်းရံသွားခဲ့ပြီးမျက်စိတမေအတွင်းမှာပဲနန္ဒဟာကြည့်နေရင်းနဲ့တင်ခန္ဓာကိုယ်ကြီးမားတဲ့နမဲကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်ဟမ်ဒါဘာဖြစ်တာလဲငါဘာဖြစ်လို့စကားမပြောနိုင်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်သွားရတာလဲအာကမင်းငါအဘော်ကိုဘာဖြစ်လို့ဒီလိုမျိုးရရဆက်ဆက်လုပ်ရတာလဲအခုအစပြီးမင်းကငါအတွက်စီးစိမ်ဥစ္စာတွေကိုပေးမယ်နတ်သမီးပဲမင်းခံစားနေရတဲ့ဝေဒနာတွေဒုက္ခတွေကနေငါရဲ့အိတ်ကပ်တွေကိုရွှေငွေတွေနဲ့ပြည့်စေလိမ့်မယ်ကဲအာကအခုဒီမျိုးစိတ်ကိုယူပြီးဟိုရေရင်းထဲကိုတွားပြီးပြစ်ချလိုက်ငါအရင်ကပြောခဲ့တဲ့အတိုင်းပဲဒီလိုဝက်ချက်ကိုဘယ်သူမှမသိစေရအောင်ပြီးတော့ဒီနွားကြီးကိုမင်းရဲ့အိမ်မှာပဲတည်တည်ချာချာလေးပိတ်လောင်ထားလိုက်အဲ့လိုလုပ်ပြီးရင်တော့မင်းကနေရောညပါဘလောက်တောင်မှစီးစိမ်တွေတက်လာမလဲဆိုတာစောင့်ကြည့်နေလိုက်တော့ကောင်းပါပြီဆရာကြီးပြောတဲ့အတိုင်းအတိအကျလုပ်မယ်ဗျာအဲ့ဒီလိုမျိုးအတိတ်အကြောင်းတွေပြန်ပြောရင်လက်ရှိချိန်ကိုရောက်လာခဲ့ပါပြီဖိုးထုရေအဲ့ဒီလောဘတီလာတဲ့အာကာဟာငါရဲ့မျိုးစိတ်ကိုအဲ့ဒီရေရင်းနဲ့ပြစ်ချခဲ့ပြီးငါ့ကိုလည်းနမဲကြီးတစ်ကောင်ဖြစ်ပြောင်းလဲကသူ့အတွက်စီးစိမ်ဥစ္စာတွေရဖို့နီးမျိုးစုံနဲ့နှိပ်စက်ခဲ့တဲ့ငါလည်းဒီနေရာကနေငါရဲ့အသက်ကိုလွတ်အောင်ရှုံးပြီးတော့ထွက်ပြေးလာခဲ့ရတာ။အော်အာကာကမင်းပေါ်တကယ်ကိုမတရားစော်ကားခဲ့ရပဲ။ပြောပါဦးမင်းတို့ဒီလိုတရိတ်ဆန်ဘဝကနေလွတ်မြောက်အောင်ငါဘယ်လိုမျိုးကူညီပေးရမလဲ။ဖိုးထုရေမင်းငါကိုဒီနွားဘဝအတိုင်းပဲမင်းရဲ့စိတ်ရင်းမှန်နဲ့တန်ရောစင်တွေပြီးလက်ခံပေးရမယ်။ငါဟာနွားဖြစ်ပြောင်းလဲခံရတော့ကငါမှကြန့်ရှိနေတဲ့တကိုးစွမ်းအားအနှင်းငယ်နဲ့ငါရဲ့ဘုရားသခင်ကိုတိုင်တယ်ပြီးတော့ဆူတောင်းခဲ့ဘူးတဲ့ငါရဲ့ဆရာသခင်ကဘာပြောခဲ့လဲဆိုရင်ဘဝမှာအရာအလုံးဆုံးရှုံးပြီးစိတ်တဆဖြစ်လို့မတက်ပျက်စီးနေပေမဲ့အမျိုးသမီးတွေပေါ်မှာအလွန်ယိုသေးလေးစားမှုရှိတဲ့ယောက်ျားကောင်းတစ်ယောက်ကမင်းကိုဒီနွားဘဝအတိုင်းလက်ခံပေးတဲ့နေ့ကျရင်တော့မင်းရဲ့ချိန်စာတွေအကုန်လုံးပြက်ပြေသွားလိမ့်မယ်လို့ပြောခဲ့ဘူးတဲ့ငါရဲ့ကွယ်လွန်သွားတဲ့ဇနီးတဲ့ရဲ့နေရာမှာတော့ငါဘသူ့ကိုမှအစားမထိုးနိုင်ဒါပေမဲ့မင်းတို့ဒီလိုမျိုးလက်ခံပေးခြင်းအပြင်မင်းရဲ့ချိန်စာတွေပြက်ပြဲသွားမယ်ဆိုရင်တော့ငါဒီအလုပ်ကိုတေချာပေါက်လုပ်ပါမယ်ဖိုးထုကအဲ့ဒီစကားကိုပြောလိုက်တိုင်းနဲ့တပြိုင်နက်အနက်ရောင်မျိုးစိတွေကနေတောက်ပလွန်နဲ့နက်အလင်းတန်းတစ်ခုဖြာထွက်လာတယ်အဲ့ဒီနောက်နမဲမကြီးဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပြီးဒီနေရာမှာအလွန်တရာချောမောလှပတဲ့နတ်သမီးလေးနန္ဒာဟာမတ်တရက်လျက်ပြန်လဲပြီးတော့ထွက်ပေါ်လာပါတယ်ကဲတို့တွေသွားကြစို့အဲ့ဒီရုပ်မာတဲ့အာကကိုသူလုပ်ခဲ့တဲ့မတရားမှုတွေအတွက်ထိုက်တန်တဲ့ပြည်တံကိုဒိုးတွေသွားပြီးတော့ပေးကြမယ်။ဖိုးထုဟာနန္ဒကိုခေါ်ပြီးရွာရဲ့လူစီကားရာဇရက်စီကိုရှောက်လင်းလာခဲ့တယ်။အဲ့ဒီချိန်မှာပဲတခြားတစ်ဖက်မှာတော့အာကာရဲ့အိမ်ကြီးထဲမှာရုတ်တရက်ကမောက်ကမတွေဖြစ်ကုန်ပါတယ်။သူ့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့တိုက်အိမ်ကြီးဟာမျက်စိတမေအတွင်းမှာပဲပြိုကျပျက်စီးသွားပြီးစုပ်ပြတ်တက်နေတဲ့တဲအိုပြက်ကြီးဖြစ်ပြောင်းလဲသွားပါတယ်။အာကာလည်းသူ့ယူသွေးတန်းဖြစ်ပြီးတော့ရှိုက်ကြီးတငင်ကိုကျွေးနေပါတယ်။ဖြစ်နိုင်တာမဖြစ်နိုင်တာငါရဲ့ဒီလောက်ကြီးတဲ့နန်းတော်ကြီးငါရဲ့ရွှေငွေရတနာတိုက်တွေအကောင်လုံးကစုပ်ပြတ်တက်နေတဲ့တဲစုပ်ကြီးဖြစ်ဘလို့လောက်ပြီးပြောင်းလဲသွားရလဲဒါဟာအဲ့ဒီအနက်ရောင်မျိုးစေ့နဲ့နန္ဒာရဲ့အမှန်တရားကိုလူတွေသိသွားကြလို့လားမဖြစ်နိုင်တာအာကာဟာယူသွမတက်ဖြစ်သွားပြီးပြိုကျပျက်စီးနေတဲ့တဲစုပ်ကြီးရဲ့အမိုက်ပုံတွေထဲမှာသူ့ရဲ့ရွှေရင်းကားတွေကိုလိုက်လံတူးဆွရှာဖွေပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာမြေကြီးနဲ့ကြောက်ခဲတွေကလွဲလို့ဘာမှမရှိတော့ပါဘူးတစ်ဖက်မှာတော့ဖိုးထုဟာနတ်သမီးနန္ဒာကိုခေါ်ပြီးရွာရက်စရက်ကိုရောက်ရှိလာပါတယ်ဒါကဘာလဲဖိုးထုမင်းရဲ့ဇနီးတည်ဆုံးသွားတာမကြသေးဘူးလေမင်းကအခုပဲနောက်ထပ်မိန်းကလေးတစ်ယောက်ကိုအိမ်ကိုခေါ်လာပြန်ပြီလားမဟုတ်ပါဦးလေးတို့ရကျွန်တော်လူကြီးမင်းတို့အားလုံးကိုကြီးမားတဲ့အမှန်တရားတစ်ခုပြောပြခြင်းလို့ပါအဲ့ဒီအမှန်တရားကိုဒီမိန်းကလေးနန္ဒာကိုယ်တိုင်ပဲအားလုံးကိုရှင်းပြပါလိမ့်မယ်ဒီနောက်နန္ဒာဟာအာကာကသူ့အပေါ်ဘယ်လိုမျိုးရုံးမှကောက်ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းစုံကို
ရွာသားအားလုံးရှိမှဖွင့်ချလိုက်ပါတယ်။အော်ဒါကြောင့်တို့တွေပြောနေကြတာပေါ့။အဲ့ဒီအာကာတယောက်တညတဲ့နဲ့ဘလို့လုပ်ပြီးတော့ဒီလောက်တောင်မှချမ်းသာလာလဲဆိုတာသိကျင်နေတာအခုမှပဲအကြောင်းစုံကိုသိရတော့တယ်။ဟုတ်ပါဗျာ။ तू ကကိုယ့်ဘော်တန်ရောစင်ရှိတဲ့အပြစ်မဲ့သူတယောက်ကိုဒီလောက်တောင်မှညှဉ်းဆင်ပြီးရရဆက်ဆက်လုပ်ရတယ်။ကဲတို့တွေသွားပြီးသူ့ကိုဖမ်းခေါ်လာကြစို့။ तू လုပ်ခဲ့တဲ့ကံတရားအတွက်ထိုက်တန်တဲ့အပြစ်ဒဏ်ကိုတို့တွေသိကြပါ့ပေးကြမယ်။သွားသူ့ကိုဒီစီရက်ပေါ်ရောက်ခေါ်လာခဲ့ကြ။မကြခင်ချိန်တွင်းမှာပဲရွာသားတွေဟာသွေးယူသွေးတန်းဖြစ်နေတဲ့အာကာကိုဇေယျပေါ်ကိုတင်းမဲဆွဲခေါ်လာကြတယ်။ဖြစ်နိုင်တာမင်းတို့ငါ့ကိုလွတ်ကြစမ်း။အာကာမင်းရဲ့မကောင်းမှုအကုသိုလ်တွေအကုန်လုံးအခုတော့ပေါ်သွားပြီ။ဒီမင်းကလေးရဲ့နတ်တကိုးတွေသူ့စီမှာပြန်ရောက်သွားလို့မင်းရဲ့နန်းတော်ကြီးလည်းပြပုံဘဝပြန်ရောက်သွားပြီ။ကဲဒီလိုလူယုံမာကိုရွာထဲမှာပေးမထားနဲ့ရွာပြင်ကိုပဲမောင်းထုတ်လိုက်ကြစမ်း။ဒီနေ့အစပြီးဒီကောင်ငါတို့ရွာမြေကိုခြေဥတောင်လာမလဲနဲ့ဒီလိုမှပဲသူတစ်ပါးရဲ့လက်လာပါသူတစ်ပါးရဲ့ဒုက္ခအပေါ်မှာအခွင့်ကောင်းယူပြီးလောဘဇောတိုက်ခဲ့တဲ့ရလက်ကဘလောက်တောင်မှဆိုးဝါးလဲဆိုတာသူကောင်းကောင်းကြည့်နားလည်သွားမှာမလုပ်ကြပါနဲ့ဗျာမလုပ်ကြပါနဲ့ကျွန်တော်ဘော်ဒီလိုမျိုးမရက်ဆက်ကြပါနဲ့ကျွန်တော်လွတ်ပေးကြပါဗျာအာကာဟာဘလောက်ပဲအော်ဟစ်အကူကြီးတောင်းနေပါစေရွာသားတွေကတော့စာနာစိတ်လုံးဝမရှိတော့ပဲသူ့ကိုရွာအပြင်ကိုမောင်းထုတ်လိုက်ကြတယ်အဲ့ဒီနောက်နန္ဒာဟာဖိုးထုဘက်ကိုလဲလိုက်တယ်ဖိုးထုရေမင်းဟာတကယ်ကိုစိတ်ထားကောင်းပြီးအလွန်ကောင်းမြတ်တဲ့လူသားတစ်ယောက်ပါမင်းဟာကို့အတွက်ထက်သူတစ်ပါးအကျိုးကိုပို့ပြီးတော့တွေးတောပေးတတ်တယ်ဒါကြောင့်ငါမင်းကိုဆုလက်တစ်ခုပေးခဲ့မယ်နောက်မင်းအနေနဲ့သူတစ်ပါးကိုကူညီဖို့စင်ရဲသားတွေကိုကဲ့တင်ဖို့အတွက်ငွေကြီးတနလိုအပ်လာတဲ့ခါတိုင်းတောအုပ်ထဲကိုလာပြီးငါရဲ့နာမည်နန္ဒာဆိုပြီး၃ချိန်တိုင်းအော်ခေါ်လိုက်ပါအဲ့ဒီလိုခေါ်လိုက်တာနဲ့မင်းလိုရှိတဲ့စီးစိမ်ဥစ္စာတွေကိုရရှိစေရမယ်ပြီးရင်တော့အဲ့ဒီငွေတွေနဲ့ဒုက္ခရောက်နေသူတွေကိုမင်းရဲ့စိတ်တိုင်းကြကူညီနိုင်ပါတယ်နတ်သမီးရေကျွန်တော်ကိုယ်ပိုင်အတွက်တော့ဘာစည်းစိမ်မှမလိုချင်ပါဘူးကျွန်တော်လူချင်တာကဒီရွာကထမင်းတနက်စားဖို့တာအနိုင်ဖြစ်နေတဲ့စင်ရဲသားတောင်သူလယ်သမားတွေကိုကူညီပေးနိုင်မယ်အင်အားလေးရှိရင်ပဲတော်ပါပြီကျွန်တော်ရဲ့ဇနီးဟာပတ်ဆက်မရှိလို့စေးကောင်းကောင်းမကူရပဲဆုံးပါသွားခဲ့ရတယ်ကျွန်တော်လူမျိုးတခြားပဲမိသားစုမှဒုက္ခမရောက်စေရဘူးလို့တန်တိတ်ထန်ချထားလို့ပါဖိုးထုကအဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်နတ်သမီးနန္ဒာဟာတောက်ပတဲ့နတ်အလင်းတန်းကြီးနဲ့အတူလေထဲကိုပြန်တက်သွားပြီးသူ့ရဲ့နတ်ပြည်လောကစီကိုပြန်လဲထွက်ခွာသွားပါတယ်အဲ့ဒီနေ့ကစပြီးဖိုးထုဟာနတ်သမီးပေးခဲ့တဲ့ဆုလက်ကိုအသုံးပြုကရွာမှာရှိတဲ့စင်းရဲနွမ်းပါသူတွေဒုက္ခရောက်နေသူတွေကိုတသက်လုံးကူညီစောင့်ရှောက်ရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်သွားပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်